လက်ဖက်လေးကိုတော့လက်ဖက်လေးကိုတော့လက်ဖက်လေးကိုတော့ iPhone လေးကိုထုတ်ရောင်းနေတာတော့ဖြုံးနေတာမဟုတ်လက်ဖက်လေးကိုတော့ iPhone လေးကိုထုတ်ရောင်းရမြအကျွေးဆိုရင်ခေါင်းတွေပါကုတ်ooh yeah Hey yo bro hey okay hey yo bro ဘာလာလောက်ပြပြီလဲ ဟမ် ဘာလာလောက်ပြပြီလဲဒီနေ့ ကျွန်တော်ဒီနေ့အခုဟိုလက်ဖက်တော့လာရောင်းပေးတယ်လေ ရောက်ပြီမယ် လက်ဖက်တော့ဒီမှာလေ ကြားလားကောင်းလို့လားလည်းဖတ်တော့လား ကောင်းလိုက်လေ ဟုတ်လို့လား ကျွန်တော်စားပြီးသွားပြီအဲ့ဒါကျွန်တော်ဟိုကိုရီးယားနိုင်ငံကကျွန်တော်ဟိုတောင်းဝဲလာလေ ကိုရီးယားနိုင်ငံတော့ပါ ဟုတ်တယ် ကိုရီးယားအဲ့ဒါဘယ်လိုခေါ်လဲကိုရီးယားလို့ ကိုရီးယားလို့လား ကိုရီးယားလို့ဟုတ်လားလေသူများခေါ်တာဟောဘာလဲလက်ဖက်တော့မီတာ ဟုတ်လေဖတ်တော့မိတာ လက်ဖက်တော့မီတာ โอเค ဒီကလားပတ်စံ ဘာဘာ ပြန်တော့စားအောင်မမေးရတော့ โอเคပြန်တော့ တော့စားလို့ရှိရင်အဲ့လိုမျိုးလက်ဖက်လေးကိုတော့ iPhone လေးကိုထုတ်အိုးအဲ့လိုမျိုးနော် โอเค ကျေးဇူးနော်